မင်္ဂလာပါကိုကနိုင်ငံခြားသွားပြီးတော့အလုပ်လုပ်ချင်တယ်တရုတ်လိုအင်တာဗျူးဖြေဖို့ကလည်းအဆင်သင့်မဖြစ်သေးဘူးဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အတူတူလိုက်ပြီးတော့ပြောပေးပါဒီဗီဒီယိုလေးကနိုင်ငံခြားသွားပြီးတော့အလုပ်လုပ်မဲ့သူဖင်းမလေးလာဘူးသူတွေအတွက်ရည်ရွယ်ပြီးတော့မြန်မာအတန်ကိုအနည်းဆက်ဆုံးတူအောင်ထည့်ပေးထားပါတယ်ဒါကြောင့်ဖင်းလုံးဝမလုပ်ဘူးသေးသူများလည်းဒီဗီဒီယိုကိုကြည့်လို့ရပါတယ်ဖင်းဖတ်တဲ့သူတွေကဖင်းကိုပဲကြည့်ပြီးတော့ဆိုပေးပါဟုတ်ပြီကျွန်တော်တို့စရအောင်ပထမဆုံးအနေနဲ့မိတ်ဆက်တော့မယ်ဆိုရင်ကိုကနေပြီးတော့သူ့ကိုရင်ဆုံးနှုတ်ဆက်မယ်နင်းဟောင်းနင်းဟောင်းနင်းဟောင်းအရင်တော့က老师တို့သိထားတာကနီးဟောင်းဆိုတဲ့စကားလုံးကိုသိထားတယ်နီးဟောင်းဆိုတာကမင်္ဂလာပါသူကကြတော့ကိုနဲ့ရွယ်တူချင်းပြောတဲ့အခါမှာဒါမှမဟုတ်ကိုရဲ့ငယ်တဲ့သူတွေကိုပြောတဲ့အခါမှာပို့ပြီးတော့သုံးတယ်နင်းဟောင်းကကြတော့ကိုလေးစားရမယ့်သူတွေကိုထက်ရာလူကြီးတဲ့သူတွေကိုထက်အသက်ကြီးတဲ့သူတွေဒီလူတွေနဲ့နှုတ်ဆက်တဲ့အခါမှာသုံးတယ်ကိုကသူ့စီကိုတွားပြီးတော့လှုပ်မှာဒါကိုကနီးဟောင်းဆိုပြီးတော့နှုတ်ဆက်ရင်အဆင်မပြေဘူးဒါကြောင့်နင်းဟောင်းနင်းဟောင်းလိုက်ပြောပေးပါနင်းဟောင်းနင်းဟောင်းဟုတ်ပြီနောက်တစ်ခုကကြတော့请让我介绍一下请让我介绍一下请ဆိုတာကကျေးဇူးပြု၍让我ဆိုတာကငါ့ကိုခွင့်ပြုပါ让ခွင့်ပြုတာ我ငါ让我ငါ့ကိုခွင့်ပြုပါ介绍介绍မိတ်ဆက်သည်以下ခဏ请让我介绍一下ငါ့ကိုခဏလောက်မိတ်ဆက်ခွင့်ပြုပါငါ့ကိုမိတ်ဆက်ခွင့်ပေးပါဒါလေးတူတူလိုက်ဆိုရအောင်请让我介绍一下请让我介绍一下请让我介绍一下အတူဖြည်းဖြည်းလေးဆိုပေးပါ请让我介绍一下အခုဆိုပေးပါပြန်ပြီးတော့ဆိုရအောင်您好请让我介绍一下您好请让我介绍一下ဒါဆိုရင်နောက်တစ်ကြောင်းကိုတွားရအောင်ကိုကမိတ်ဆက်ပြီးပြီဆိုတော့ကိုနာမည်ကိုပြောရအောင်နာမည်ကိုပြောတဲ့အခါမှာနှစ်မျိုးရှိတယ်နှစ်မျိုးလုံးနဲ့ကကိုကြိုက်တဲ့ဟာနဲ့ပြောပေးပါကိုတို့အဆင်ပြေမဲ့ဟာကိုသုံးပါအဆင်မပြေတာကြီးကိုတင်းလုပ်ပြီးတော့မချက်ပါနဲ့အပြီးစရအောင်我叫毛毛我叫毛毛我ကျွန်တော်ကကြောက်ခေါ်ပါတယ်毛毛毛毛လို့ခေါ်ပါတယ်我叫毛毛我叫毛毛毛毛နေရာလေးမှာကိုယ့်နာမည်ကိုအစားထိုးပြီးတော့တစ်ခေါက်လောက်ပြောကြည့်ပေးပါဟုတ်ပြီဒါဆိုရင်အတူလိုက်ပြောရအောင်我叫毛毛我叫毛毛နောက်တစ်ခုကတော့我的名字叫毛毛我的名字叫毛毛我ငါ的ရဲ့ငါရဲ့名字နာမည်က叫ခေါ်ပါတယ်毛毛毛毛လို့我的名字叫毛毛ငါရဲ့နာမည်က毛毛လို့ခေါ်ပါတယ်我的名字叫毛毛我的名字叫毛毛ဖြည်းဖြည်းလေးဆိုရအောင်我的名字叫毛毛毛毛နေရာလေးမှာကိုယ့်နာမည်ကိုအစားထိုးပြီးတော့ဆိုပေးပါပြန်ပြီးတော့ဆိုရအောင်နှစ်ခုလုံးကိုဆိုပါမယ်我叫毛毛我的名字叫毛毛
ဟုတ်ပြီဒါကတော့မိတ်ဆက်နဲ့မဆိုင်ဘူးပေါ့အင်တာဗျူးမေးခွန်းလေးကိုကတော့ကိုနာမည်မိတ်ဆက်ပေးသွားပြီဒါပေမဲ့သူကကိုကိုပြန်ပြီးတော့မေးချင်တယ်မင်းနာမည်ကဘယ်လိုခေါ်လဲဒီလိုမျိုးနာမည်မေးတယ်ဆိုရင်你叫什么你叫什么你မင်းက叫ခေါ်တယ်什么ဘာလဲမင်းကဘယ်လိုခေါ်လဲဒီနေရာမှာ什么ဆိုတဲ့စကားလုံးလေးကိုမှတ်ပေးပါ什么ဘာလဲဒါလေးကနောက်သင်ခန်းစာတွေမှာလည်းအသုံးများမှာပါဒါကြောင့်မှတ်ပေးပါ你叫什么မင်းနာမည်ဘယ်လိုခေါ်လဲဒါဆိုရင်ကိုနာမည်ကိုပြန်ဖြေကြည့်အောင်你叫什么ဒီမှာ你叫什么လို့မေးတဲ့အတွက်ကြောင့်မလို့ကိုက我叫毛毛လို့ဖြေလို့လည်းရတယ်我的名字叫毛毛လို့ဖြေလို့လည်းရတယ်နောက်ထပ်မေးခွန်းတစ်ခုက你叫什么名字你叫什么名字你叫什么名字မင်းနာမည်ဘယ်လိုခေါ်လဲ你名叫ခေါ်တယ်什么ဘာလဲ名字နာမည်မင်းနာမည်ဘယ်လိုခေါ်လဲဒါဆိုရင်ဖြေတဲ့အခါမှာ我叫ဆိုပြီးတော့ဖြေမဲ့အစား我的名字叫ဆိုပြီးတော့ဖြေတာကပို့ပြီးတော့တင်တော့တယ်我叫လို့ဖြေလို့လည်းရလားဆိုတော့ရတယ်မမှားဘူးကြိုက်တာဖြေလို့ရပါတယ်老师မေးဖို့မေးမယ်အဖြေဆိုပေးပါ你叫什么你叫什么名字ဟုတ်ပြီကိုနာမည်လေးကိုတခြားဖြေပါမယ်နောက်တစ်ခါထပ်ဖြေကြည့်အောင်你叫什么你叫什么名字နာမည်ကိုမေးတယ်ဆိုရင်ကတော့နာမည်ကတစ်ခုပဲမေးမယ်เนาะနှစ်ခုလုံးမမေးဘူးဒါက老师ကမေးခွန်းသိအောင်ဆိုပြီးနှစ်ခုလုံးကိုမေးပေးတာဖြစ်ပါတယ်အခုဆက်ပြီးတော့အသက်ကိုသွားရအောင်မိတ်ဆက်ပြောတဲ့အခါမှာအသက်ကလည်းအရင်အရေးကြီးပါတယ်ကိုအသက်ကိုတခြားပြောပေးပါ我24岁我24岁我24岁ကျွန်တော်အသက်က24ပါ我ဆိုတာကကျွန်တော်24岁အသက်我24岁ကျွန်တော်အသက်24နှစ်ပါ24နေရာမှာကိုယ့်ရဲ့အသက်ကိုထည့်ပြီးတော့ပြောလို့ရပါတယ်ဥမာ我28岁ကျွန်တော်28ပါ我29岁ကျွန်တော်29ပါဒီလိုမျိုးလဲပြောလို့ရပါတယ်အဲ့တော့ကဏ္ဍနေရာလေးပဲချိန်ပြီးတော့ပြောပေးပါနောက်တစ်ခုက我25岁了我25岁了我ကကျွန်တော်25岁25နှစ်လကြတော့ပြီးပြီဆိုတဲ့အဓိပ္ပာယ်ပါ我25岁了ကျွန်တော်အသက်က25နှစ်ရှိပါပြီအပေါ်က我24岁ပဲဖြစ်ဖြစ်我25岁了လက်ထည့်ပြီးတော့ပဲဖြစ်ဖြစ်မထည့်ပဲဖြစ်ဖြစ်ကြိုက်တာဖြေလို့ရပါတယ်အဲ့တော့အတူလိုက်ပြောရအောင်我25岁了我25岁了အသက်ကြောင့်ပြောပြီးသွားပြီဆိုတော့အသက်ကိုဘယ်လိုမေးလဲမေးကြရအောင်အသက်ကိုမေးတဲ့အခါမှာမေးနည်းတွေအမျိုးမျိုးရှိပါတယ်ဒီထဲကမှအသုံးများတဲ့ဟာလေးတွေပဲမေးထားတယ်အခုကြည့်အောင်你几岁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 မင်းသက်ဘယ်လောက်လဲဒီ你几岁ဆိုတာကပုံမှန်အဖြစ်တော့10နှစ်အောက်ကလေးတွေကိုမေးတဲ့အခါမှာသုံးပါတယ်ဒါပေမဲ့တချို့သောသူတွေက你几岁ဆိုတော့မေးကြတာလည်းရှိတယ်ဒါကြောင့်ကိုကမေးခွန်းမသက်အောင်
မိကုန်းမေးလာရင်ဖြေတတ်အောင်ဆိုပြီးတော့နီးကြည်ဆွေကိုထည့်ပေးတာပါတကယ်ကနီးကြည်ဆွေဆိုတာက10နှစ်အောက်ကလေးတွေကိုပဲမေးတာပါကိုကသူများကိုမေးမယ်ဆိုရင်ကတော့နီးကြည်ဆွေလို့မေးပါနဲ့ကလေးတွေကိုပဲနီးကြည်ဆွေလို့မေးပေးပါဒါပေမဲ့သူများကိုနီးကြည်ဆွေလို့မေးလာရင်ကတော့ကိုတက်ကိုပြန်ဖြေပေးပါနီးကြည်ဆွေမင်းသက်ဘလောက်လဲနောက်တစ်ခုက你几岁了你几岁了你几岁了မင်းသက်ဘလောက်ရှိပြီလဲအဲ့တော့အပေါ်က你几岁လို့မေးတဲ့ချိန်မှာကိုက我24岁ကျွန်တော်အသက်24နှစ်ပါလည်းမထည့်လဲရတယ်你几岁了မင်းသက်ဘလောက်ရှိပြီလဲ我25岁了ကျွန်တော်အသက်25နှစ်ရှိပါပြီဒီမှာတော့လဲထည့်ပေးရမယ်ထည့်ပေးတာနဲ့မထည့်ပေးတာဘာကွာလဲဆိုတော့ဘာမှမကွာဘူးထည့်ပေးခြင်းလည်းရတယ်မထည့်ပေးခြင်းလည်းရတယ်ဟုတ်ပြီဒါဆိုတော့ဆင်းကမေးဖို့မေးမယ်ကိုတက်ကိုဖြေပေးပါ你几岁你几岁了ခုနကမေးတဲ့ဟာကတော့ကလေးတွေကိုမေးတာပေါ့ဒါကတော့လူကြီးတွေကိုအတန်မေးတဲ့အခါမှာသုံးတယ်你多大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 မင်းအသက်ဘယ်လောက်လဲ你多大了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 မင်းအသက်ဘယ်လောက်ရှိပြီလဲဒီမေးခွန်းနှစ်ခုကိုအတူတူလိုက်ဆိုရအောင်你多大你多大了你多大你多大了အဲ့တော့几岁နဲ့ပဲမေးမေး多大နဲ့ပဲမေးမေးကိုဖြေရမယ့်အသက်ကရှေ့ကပြောထားတယ်我24岁我25岁အဲ့ဒီနေရာမှာကဏ္ဍလေးတွေချိန်ပြီးတော့ပဲပြောရုံပဲเนาะအရင်ရှေ့ဝေးဝေးစဉ်းစားဖို့မလိုဟုတ်ပြီဒါဆိုရင်တော့စစ်မေးဖို့မေးမယ်အဖြေဖြေပေးပါ你多大你多大了အခုအတန်မေးတာကိုပဲနောက်ထပ်တစ်မျိုးသွားရအောင်ဒီမှာကဘာပါလာလဲဆိုတော့今年今年今年လိုက်ဆိုရအောင်今年今年今年ရဲ့အဓိပ္ပာယ်ကဒီနှစ်လို့အဓိပ္ပာယ်ရပါတယ်ဒီနှစ်ယခုနှစ်ဒီနှစ်你今年几岁你今年几岁မင်းဒီနှစ်အသက်ဘယ်လောက်လဲ你今年几岁လိုက်ပြောရအောင်你今年几岁你今年几岁ဒါကမှလက်ထည့်ပြီးတော့ပြောမယ်你今年几岁了你今年几岁了你今年几岁了မင်းသက်ဘယ်လောက်ရှိပြီလဲဟုတ်ပြီဒါဆိုရင်ဖြည့်တဲ့အခါမှာဘယ်လိုဖြည့်ရမှာလဲကျင်းနေပါတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အသက်ရဲ့ရှေ့မှာကျင်းနေဒီနှစ်ဆိုတဲ့စကားလုံးလေးထည့်ပြီးတော့ဖြည့်ရုံပါပဲအဖြေလေးကိုလိုက်ဆိုကြည့်အောင်我今年24岁了我今年24岁မေကိုမေးမယ်ဖြေပေးပါ你今年几岁အဖြေလေးကိုတိုက်ကြည့်အောင်我今年24岁အဖြေအမှန်လားမသိဘူးနောက်တစ်ခုထပ်မေးမယ်你今年几岁了我今年25岁了အဖြေအမှန်မယ်လို့ထင်တယ်ဟုတ်ပြီဒါဆိုရင်你今年几岁ပြီးသွားတဲ့အခါမှာနောက်ထပ်ဘာထပ်မေးလို့ရသေးလဲဆိုတော့多大နဲ့မေးမယ်你今年多大မင်းဒီနှစ်အသက်ဘယ်လောက်လဲ你今年多大
မင်းဒီနေ့အသက်ဘယ်လောက်လဲဒါကရှေ့မှာပါတဲ့နေတော့တာမှာကျင်းနေရဆိုတဲ့စကားလုံးလေးပေါင်းထားတာဒါကိုဖြေတဲ့အခါမှာလဲ我今年24岁အသက်နေရာမှာကဏ္ဍလေးပြောင်းပြီးတော့ပဲပြောရုံပဲမိကုန်းလေးလိုက်ဆိုရအောင်你今年多大你今年多大你今年多大နောက်ထပ်မိကုန်းတစ်ခု你今年多大了你今年多大了你今年多大了မင်းဒီနေ့တက်ဘလောက်ရှိပြီလဲကိုတက်ကိုထည့်ဖြည့်ပေးဦးမှာပဲဒါဆိုလို့စစ်မိကိုမေးမယ်အဖြေဖြည့်ပေးပါ你今年多大你今年多大了အဖြေကမှန်မယ်လို့ယုံကြည်ပါတယ်အခုဆက်ပြီးတော့ဘယ်နိုင်ငံသားလဲဆိုတာကိုတွားရအောင်我是缅甸人我是缅甸人我ကျွန်တော်က是ဖြစ်ပါတယ်缅甸မြန်မာ人လူ缅甸人မြန်မာနိုင်ငံသား我是缅甸人ကျွန်တော်ကမြန်မာနိုင်ငံသားဖြစ်ပါတယ်ဒါလေးကိုဖြည်းဖြည်းဆိုရအောင်我是缅甸人နောက်ကနေလိုက်ဆိုပေးပါ我是缅甸人我是缅甸人我是缅甸人ဒါဆိုရင်နိုင်ငံသားကိုရောဘယ်လိုမေးမှာလဲမင်းကဘယ်နိုင်ငံသားလဲဒီမေးခွန်းလေးကိုလိုက်ကြည့်ရအောင်你是哪国人你是哪国人你မင်းက是ဖြစ်တယ်哪国ဘယ်နိုင်ငံက人လူမင်းကဘယ်နိုင်ငံသားလဲ你是哪国人ဖြည်းဖြည်းဆိုရအောင်你是哪国人你是哪国人လိုက်ဆိုပေးပါ你是哪国人你是哪国人老师没过妹妹ဖြည်းဖြည်းပေးပါ你是哪国人ဒါဆိုရင်ဒီနေ့တင်သွားတာတွေကနာမည်မေးတာရဲ့အသက်မေးတာရဲ့ဘယ်နိုင်ငံသားလဲလို့မေးတာရဲ့ဒီဖြစ်ပါတယ်သင်ခန်းစာလေးကိုပြန်ပြီးတော့နှိပ်ချုပ်ရအောင်ပထမဆုံးအနေနဲ့မိတ်ဆက်မယ်နင်းဟောင်းနီးဟောင်းဆိုပြီးတော့တွားမနှုတ်ဆက်ပါနဲ့နီးဟောင်းလို့နှုတ်ဆက်လေရလားဆိုတော့ရတယ်ဒါပေမဲ့အစင်မပြေဘူးနီးဟောင်းလို့မနှုတ်ဆက်ပါနဲ့နင်းဟောင်းလို့ပဲမိတ်ဆက်ပေးပါဟုတ်ပြီ您好请让我介绍一下我叫毛毛我25岁了我是缅甸人နောက်တစ်ခုထပ်ပြောမယ်您好请让我介绍一下我的名字叫毛毛我今年25岁了我是缅甸人ဒါလေးကိုအားလုံးကြက်ထားပေးပါအခု老师မေးခွန်းလေးမေးပေးမယ်အဖြေလေးတွေကိုကိုရသလောက်လိုက်ဖြေကြည့်ပေးပါ你叫什么名字你今年多大了你是哪国人အဖြေလေးတွေကမှန်မယ်လို့ထင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိတဲ့အသုံးဝင်နေဆိုရင်ဗီဒီယိုလေးကို like and subscribe လုပ်ပေးသွားပါဦးနောက်ထပ်သင်ခန်းစာတွေမှာလည်း interview နဲ့ဆိုင်တဲ့မေးခွန်းလေးတွေထပ်တင်ပေးပါမယ်